ကိုခန့်မိသားစုများအားလုံးမင်္ဂလာပါဗျာတူရီကေကေ YouTube channel ကနေကြိုဆိုပါရစေအဲ့တော့လူတလေးတွေများပါရင်လည်းကိုခန့်ရဲ့ channel လေးကို subscribe လေးနှိပ်ထားပြီးကြပါဦးလို့ကိုခန့်ကတောင်းဆိုချင်ပါတယ်ဗျာ9ရက်နေ့မနက်ပိုင်း12နာရီ10မိနစ်အတွက်ကိုခန့်ရှာဖွေတွေ့ထားတဲ့အကောင်းဆုံးကဏ္ဍလေးတွေကိုလာပြပြပေးတာပါဗျာခုပြောပြပေးမယ့်ကဏ္ဍလေးတွေကတော့ပြီးခဲ့တပတ်ကဏ္ဍထွက်စင်တွေပေါ်မှာအခြေခံပြီး73နှစ်စာကလင်နာတွေကိုစူးစီးပြီးရရှိလာတဲ့ကဏ္ဍလေးတွေကိုလာပြပြပေးတာပါဗျာ9ရက်နေ့မနက်ပိုင်း12နာရီ10မိနစ်တွေရှာဖွေတွေ့ရှိထားတဲ့အကောင်းဆုံးကဏ္ဍတွေဖြစ်ပါတယ်မျိုးတို့ခြိုက်နှစ်သက်မယ်လို့လည်းထင်ပါတယ်ဗျာအကောင်းဆုံးစူးစမ်းပေးထားတာပဲဖြစ်ပါတယ်အာမခံချက်တော့မရှိပါဘူးခင်ဗျာဖြစ်နိုင်ခြေအားအကောင်းဆုံးကဏ္ဍတွေကိုပဲရှာပေးထားတာဖြစ်တဲ့အတွက်ကစားမယ်ဆိုရင်မျိုးတို့ရှင်းစကစားကြပါလို့ပြောချင်ပါတယ်ဗျာအားလုံးကိုချစ်တဲ့တူရီကေကေပါခင်ဗျာဒီတစ်ပတ်အတွက်ဖွဲ့ဝင်ကအားလုံးကိုလက်ဆောင်ပေးမယ်လို့ကြိုပြောထားပါတယ် Fiverr နဲ့ Telegram group မှာလည်းတင်ပေးထားပါတယ်ဒီတစ်ပတ်လက်ဆောင်ပေးတဲ့ဖွဲ့ဝင်ကတ်တွေကတော့လေလုံးမွေးခွေးပူးမှာလည်းမိန်ခွဲမိပါတယ်ဗရိတ်မှာလည်းမိန်ခွဲမိပြီးအောင်ပါတယ်ဗျာခုမကျော်စာရိုပတ်တီကြံပါသေးတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာ